Hello guys, welcome back to my video. Today I'm going to share you how to say I like and dislike in a different way. Okay, hello မင်္ဂလာပါအခုကျွန်တော်မျက်ဝေးပေးသားမှာတော့ကျွန်တော်တို့ငါကြိုက်တယ်ငါမကြိုက်ဘူးဆိုတာကျွန်တော်တို့ English လို့ဘယ်လိုနီးလန်းတွေနဲ့သုံးလို့ရလဲဆိုတာကျွန်တော်မျက်ဝေးပေးသားမှာဖြစ်ပါတယ်ခင်ဗျာပထမအဆုံးကို I like နဲ့စကြည့်အောင် I like ကကျွန်တော်ကြိုက်တယ်ပေါ့နော်ဒီဟာတွေလောက်ရတာကြိုက်တယ်ဆိုရင်I like playing football ငါဘလုံးကစားရတာကြိုက်တယ်နောက်တစ်ခု I like ကစား I love playing football လဲသုံးလို့ရတယ် I love playing football နောက်တစ်ခုက I'm really into football I'm really into football American နဲ့ဆိုရင် I'm really into soccer I'm really into soccer နောက်တစ်နည်းက I live for soccer I live for soccerပြန်မဆိုကျွန်တော်တို့ soccer ဆိုတာက US နိုင်ငံပဲသုံးတာပေါ့နော်တခြားနိုင်ငံတွေကျတော့ football လို့သုံးတာပေါ့နော်နောက်တစ်နည်းက football is my thing football is my thing ဘလုံးကငါရဲ့အရာရာပဲဘလုံးကငါရဲ့အကြိုက်ပဲပေါ့နော်နောက်တစ်ခုက I'm crazy about football I'm crazy about football ဟိုငါဘလုံးကိုအယူမူးဖြစ်နေတာပေါ့နော်ပြန်မဆိုဘလုံးကိုတအားဝါသနာပါတယ်တအားကိုကစားရှင်တယ်ပြန်မဆိုတဲ့လုံးဘလုံးမကစားပဲမနေနိုင်ဘူးပေါ့နော်မေပုံစံအစဉ် I'm crazy about football I'm crazy about ဒီခုကကျွန်တော်တို့ dislike ကြောင်းပြောကြည့်အောင် dislike ဆိုတာကျွန်တော်တို့မကြိုက်ဘူးပေါ့နော်ဒီဟာတွေလောက်ရတာမကြိုက်ဘူးဟာတွေလောက်ရတာမကြိုက်ဘူးပြန်မဆွဲတာကကျွန်တော်တို့ရဲ့ဝါသနာမဟုတ်ဘူးပေါ့နော်အဲ့ဒါတွေဘယ်လိုသုံးလဲရသေးလဲဆိုတော့ပထမတစ်ခု I'm not a huge fan of soccer I'm not a huge fan of soccer ကျွန်တော်ကဘလုံးဝါသနာအိုးမဟုတ်ဘလုံးကိုဝါသနာမပါဘူးကာရန်တာလည်းမကြိုက်ဘူးအမျိုးပုံစံပေါ့နော်နောက်တစ်နည်းက soccer isn't my cup of tea soccer isn't my cup of tea soccer ကငါရဲ့အကြိုက်မဟုတ်ဘူးအဲ့ဒါတွေလိုရတာလည်းမကြိုက်ဘူးဝါသနာလည်းမပါဘူးပေါ့နော်နောက်တစ်နည်းက I don't really care for soccer I don't really care for soccer ငါ soccer ကိုခယူတော့မဆိုင်ဘူးကြိုက်လည်းမကြိုက်ဘူးမျိုးပုံစံပေါ့နော်နောက်တစ်နည်းက I'm not into soccer I'm not into soccer ကျွန်တော်ဘလုံးကိုမကြိုက်ဘူးနဲ့တူတူပဲပေါ့နော်နောက်ဆုံးတစ်နည်းကျတော့ I can't stand soccer I can't stand soccer ဒါကလုံးဝကိုမကြိုက်တာ stand soccer လို့သုံးလို့ရပါဘောနော်အဲ့ဆိုရင်ဒီနေ့တဲ့တော့ဒီလောက်ပဲပေါ့နော် Okay ရကြမလို့မလင်းပါနဲ့ Okay see you the next video bye bye